ပမထတသနာမစတ္တာရောအပယတကကိဟိတတိတာမိမိရောရောပေါ့ပေါ့ဆဆပမာဒလွှမ်းမိုးပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အပေလေးပုံဒီအမြဲနေရအိမ်နဲ့တူတယ်အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတစ်ခုရှိရနော်ကိုလည်းတရားနာပြီးရင်တည်းပြန်အိမ်ပြန်ပါဘုန်းကြီးရတယ်ပဲပြန်သူလည်းသူကြောင်းသူပြန်ပါသူအိမ်လို့ထင်တဲ့ကြောင်းပြန်ပါပဲဟုတ်လားတန်တရားနဲ့ခြီးပြီးတော့ဦးဇင်းတို့တွေဟာအချိန်တန်ရင်ငါပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုစဉ်းစားမိဖို့လိုတယ်အခုလူဘဝဆိုတာကတော့ဒါအလေပတ်ခဏလာတဲ့သဘောပဲဟုတ်လားအချိန်တန်ရင်ကိုပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုယ့်ပေါ်မှာပဲမူတည်တာဟိုကမိမိရောရောပေါ့ပေါ့ဆဆနေမယ်ဆိုရင်တော့ကိုပြန်မဲ့အိမ်ဟာပဲကိုနော်မမေ့တဲ့လူတော့မပါဘူးနော်မေ့တဲ့လူကသူကပြောတာကွက်ပြီးတော့ပြောတာကွက်တယ်လို့သာပြောရတာပါအကုန်လုံးလူကမေ့တာဆိုတော့မမေ့တဲ့လူပဲကွက်တယ်လို့ပြောရမယ်မေ့တဲ့လူတော့ကွက်တယ်လို့ပြောလို့မရနိုင်ဘူးထင်ဟုတ်လားဒါတော့ဖြစ်တတ်တော်တွေကမိမိရောရောပဲနေကြတာမိမိရောရောနေခြင်းဒီအပေပုံကိုအမြင်နေရအိမ်ဖြစ်စေတယ်ဆိုတာအလွန်မှအဲ့ဒီစကားကလည်းမှန်ကန်တဲ့စကားပဲအောင်းတော့ပိတ်တဲ့တို့စဉ်းစား